ကဲဒီကုန်းလေးတို့ကမြောက်တကုံမှာအသစ်ဆက်ဖွင့်လှစ်ထားတယ်ရှမ်းအစားစာကောင်းကောင်းလေးစားလို့ရမယ့်ဆိုင်ကိုရောက်နေတာပါရှင်ဒီမှာပါဂုံဘွားကိုလည်းပြောပြအောင်မယ်ဒီရှမ်းကြီးကိုယူထားမိလို့လေဒီရှမ်းစားစာတွေအကုန်လုံးကြိုက်တတ်နေပြီတော်ရေမှားလားသူကြီးပဲစားပါပြောလိုက်အောင်ကြိုက်တာဘူးလို့နော်အခုဒီကုန်းလေးတို့ကမြောက်တကုံမှာရှိတယ်ရှမ်းရိုးရစားတောက်ဆိုင်တွေကိုရောက်နေတာပါဒီဆိုင်လေးရဲ့ထူးခြားချက်ကလေရှမ်းအိမ်လေးတွေကိုရောက်သွားသလိုခံစားရတယ်သိလားဒါပြမယ်လားဒါခေကြဒါလေးတွေကတော့ဒေသအတွက်အစားအစာလေးတွေပေါ့နော်ကဲဒါလေးကတော့ဝဝင်ချင်းဆိုင်အပြင်စင်လေးပေါ့ကဲဒါလေးကတော့ဆိုင်အတွင်းခန်းတွေကအဲကွန်းနဲ့နှက်ခမ်းဖြစ်ပါတယ်ဒီနားမှာပဲထိုင်လိုက်တော့မယ်ရှေ့ဝိုင်းတွေကအကုန်လုံးပြည့်နေပြီဟာဘာလို့ရှောက်ဆော့နေတာဩဆော့တာမဟုတ်ဘူးအဲ့ဒါဝင်တာခေါ်တာတဲ့ဟုတ်လားဒီကုန်းတော့ကလေဒီနန်စီရှမ်းရိုးရစားတောက်ဆိုင်ကတစ်ခေါက်လာစားပြီးသွားပြီအရန်ကောင်းတယ်အဲ့ဒါကြောင့်မလို့ဒါဒီတစ်ခေါက်ကကျတော့ဘလော့ရိုက်ဖို့အတွက်ကိုတက်တက်ကိုလာလိုက်တာကဲအဲ့တော့ဒီကုန်းတို့နှစ်ယောက်ကဒီဆိုင်မှာဘာလို့ဦးစားပေးပြီးတော့စားတင်တယ်မှာတင်တယ်ဆိုတာပြောပြပေးအောင်မယ်ဒီကုန်းကတော့လေဒီဆိုင်မှာဆိုငါးစကောကြိုက်တယ်ဒီကုန်းကထမင်းနဲ့မစားဘူးဒီမှာမုတ်ဖတ်နဲ့ငါးကင်နဲ့သူ့ရဲ့အချင်းလေးကဒီမှာပါမကြီးချင်းလေးရဲ့မြေပဲချင်းလေးရဲ့ကဲရှမ်းစားတာစားရမယ်ဆိုမပါမဖြစ်ရှမ်းပဲဖို့ထမင်းလေးပါဒီကုန်းကတော့အာလူထမင်းဒါလေးကတော့ main menu ဒီကုန်းအရန်ကြိုက်တော့ငါးအောင်ဆိုတဲ့အတိုင်းလေဒီကပြောပဲနဲ့နောက်ဒီငါးတကောင်လုံးကိုသူတို့တန်းရိုးရပါသိလားအရွက်တွေအစာပလာတွေနဲ့လေအပေါ်မှာအကုန်လုံးကိုနှက်ထားပြီးတော့ပုံပြီးအောင်ပြီးတယ်နွေးနွေးလေးလောက်တာငါးခင်လည်းမဟုတ်ဘူးငါးပေါင်းလည်းမဟုတ်ဘူးဒီငါးအုံးကလေအရသာအရန်ကောင်းတယ်ကွာဒါလေးကတော့မိုးအေးအေးလေးနဲ့ချစ်ချစ်ဆက်ဆက်လေးစားကျင်တဲ့သူတွေအတွက်ကြက်မြေအိုးချင်စော်ကားကြီးလေးပါရှင်ဒါလေးကတော့ကြက်တနေလမ်းကြော်လေးပါဝက်တနေလမ်းကြော်လည်းရှိတယ်ဒါလေးကတော့အာလူထောင်းဒါကတော့ရှမ်းစကောထမင်းလေးပါဒါပဲပုတ်ပြီးနဲ့ဒီအသီးရွက်လေးနဲ့ကြက်ပေါင်လေးနဲ့စားရမှာမင်းလေးထည့်ပြီးတော့ကြက်ပေါင်လေးနဲ့ဆွဲမယ်ရှမ်းပဲပုတ်လေးဒီကိုလေးထည့်ပြီးတော့ဟုတ်လားဟုတ်ရှားဖိုးဒီနားရောက်နေတယ်လို့ပဲနှမ်းတန်းစားပါအတူတူကောင်းတာပဲဘာပါလဲဒီမှာရှမ်းပဲပုတ်နဲ့ဘယ်တော့ကောဟာတားရမှယူတာဒီကုန်းတို့နှစ်ယောက်ကလေတရက်ကိုတစ်မျိုးစီသူကြိုက်တဲ့ဆိုင်ကိုကြိုက်တဲ့ဆိုင်အဲ့လိုမျိုးလိုက်စားနေကြကွာသိလားကိုကြိုက်တဲ့ဆိုင်ကသူနည်းနည်းလိုက်စားနိုင်တယ်သူကြိုက်တဲ့ဆိုင်ကိုလိုက်စားရနေကြရင်လေတကယ်အရန်စိတ်ညစ်တာဘလို့ဘာဖြစ်လို့လဲသိလားအကုန်ကြိုက်နေတော့အကုန်စားတော့ဝိတ်တက်တာပေါ့လို့စားလို့တောက်လို့လည်းပြီးသားပြီဝါပါပြီဆိုတော့အချိုလေးတဲပါမယ်ရှင်ဒီကုန်းကတော့ကျုပ်ကစော်လေးရွေးထားတယ်ကျွန်တော်တော့ငချိတ်ခေါင်ရည်လေးမှားထားပါတယ်ကောင်းတယ်ဟောငါချိတ်ခေါင်းရင်တက်ထည့်ပြင်မယ်ဒီဆိုင်မှာလေတခုလေးပြောကြရှိရသလားतू ကလာတော့မှဧည့်သည်လာတော့မှချက်ပြုတ်ပြီးတော့ပူပူလောင်လောင်လေးနဲ့နွေးနွေးထွေးထွေးလေးစားရအောင်ဆိုပြီးချက်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့စားအောင်မယ်ဒါပေမဲ့စပိုးဘူးတွေများတဲ့အတွက်ကြောင့်မလို့အရင်မစားအောင်ပေါ့ကွယ်နော်ကဲစားလို့တော့လို့လည်းပြီးသားပြီဆိုတော့ဒီကုန်းနဲ့ဆိုင်လေးစားလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒါလေးကမြောက်တကုံဘရင်အောင်လမ်းမကြီးပေါ်မှာရှိတယ်ဒီဗီဒီယိုဖိုင်လေးရဲ့နောက်ဘက်မှာလည်းချထားပေးတယ်နော်